ဘောလုံးသမိုင်းတစ်လျှောက်အရှက်ရစရာအကောင်းဆုံးအခိုက်အတန့်၄ခုနောက်ဆုံးတစ်ခုကတော့တကယ့်ကိုယူသွတ်စရာပါနံပါတ်၄ကတော့မာရီယိုဘာလိုဒယ်လီပါသူဟာဂိုးပေါက်လွတ်ကြီးရှိကိုရောက်နေခဲ့တာပါနောက်ခံလူလည်းမရှိသလိုဖိအားလည်းမရှိပါဘူးဒါပေမဲ့ဂိုးသွင်းမဲ့အစားသူက360ဒီဂရီလှည့်ပြီးဖနှောက်နဲ့လှည့်ကန်မှုစူးစမ်းခဲ့လို့လုံးဝလွဲချော်သွားခဲ့ပါတယ်သူ့ရဲ့မန်နေဂျာတောင်ဒါကိုမယုံနိုင်ပဲအဲ့ဒီနောက်မှာသူ့ကိုချက်ချင်းလူစားလဲခဲ့ပါတယ်နံပါတ်3ကတော့ချက်စီနဲ့ပွဲကစတီဗင်ဂျရက်ပါသူကသူ့ရဲ့ကိုယ်ပိုင်ဘက်ချမ်းမှာရိုးရိုးရှင်းရှင်းပေးပို့မှုကိုလက်ခံရရှိခဲ့ပေမဲ့ရုတ်တရက်အကြောင်းပြချက်မရှိဘဲချော်လဲသွားခဲ့ပါတယ်ဘောလုံးကဒမ်ဘာဘာစီတက်တက်လိမ့်သွားပြီးသူကဂိုးသွင်းယူသွားခဲ့ပါတယ်အဲ့ဒီအခိုက်အတန့်တစ်ခုတည်းကပဲလီဗာပူးရဲ့ချန်ပီယံအိမ်မက်ကိုအဆုံးသတ်စေခဲ့တာပါနံပါတ်2ကတော့ယူရိုပါလိဂ်ကအန်တိုနီပါဘာဖီအားမှမရှိဘဲနဲ့သူကအစွမ်းပြဖို့အတွက်အကြောင်းပြချက်မရှိဘဲနှစ်ပတ်လဲပြနေခဲ့ပါတယ်ပြီးတော့မှဘောလုံးကိုဂိုးစီးပြင်ပကိုတက်တက်ကန်ထုတ်လိုက်ပါတယ်သူ့ရဲ့နီးပြတောင်ဒါကိုမယုံနိုင်ခဲ့ပါဘူးနံပါတ်1ကတော့ဂျာမနီနဲ့ပွဲကစီမိုနီဇာဇာပါသူဟာပင်နယ်တီကန်ဖို့အတွက်တင်လူစားဝင်လာခဲ့တာပါထူဆန်ပြီးကြာမြင့်လာတဲ့အပြေးချီလန်းတွေနဲ့ပြင်ဆင်ခဲ့ပေမဲ့ဘောလုံးကိုဂိုးပါအပေါ်ကနေအဝေးကြီးကိုကန်တင်လိုက်ပါတယ်အဲ့ဒီလောက်ထိဟန်ပန်များခဲ့တာတွေကအလကားဖြစ်သွားခဲ့ရပါတယ်